ခလိုက်ရှက်တန်ဆိုတဲ့လူတယောက်ဟာသူတို့လင်မယားအတွက်စာလုံးလေးတွေစီပြီးလဲဆွဲလုပ်ပေးနေတဲ့ဆိုတဲ့သမီးဖြစ်သူကိုချီးကျူးနေပါတယ်ဒီချိန်ဇနီးတိုက်ကညစာစားရန်လန့်ခွန်နေရမှုကလေးကိုဝိုင်းကူပေးလိုက်ရမှာကအိမ်ရှိကတတောက်တောက်နဲ့ခောက်နေတဲ့တကားကိုဖွင့်ပေးလိုက်စဉ်လူနှစ်ယောက်ကဒုံနဲ့ရိုက်ခါအတင်းဝင်ရောက်လာပါတယ်မီးပိတ်လိုက်တဲ့တယောက်ကအိမ်ရဲ့အဖိုးတန်ပစ္စည်းတွေထည့်ယူနေချိန်ကျန်တယောက်ကကံကြမ္မာကိုတိုက်ခိုက်လို့မရဘူးဆိုတဲ့စကားနဲ့အတူခလိုက်ကိုဓာတ်နဲ့ထိုးလိုက်ပါတယ်ဒါအပြင်သူ့ဘေးကဇနီးဖြစ်သူကိုပါဓာတ်နဲ့ထိုးအတ္တမပြုတ်ကျနေတဲ့မြင်ကွင်းအားနားမလဲစွာလာရက်ကြည့်နေတဲ့သမီးဖြစ်သူဘက်ပါလှည့်သွားပြီးမို့ထွက်ပြေးရန်ရာဇလာအိုဟစ်လိုက်ပေမဲ့ထိုလူသူ့သမီးကိုပွေ့ချီသွားတဲ့မြင်ကွင်းနောက်မှာတတိလက်သွားပါတယ်ဟာဇာဥပဒေကျောင်းဆင်ဖြစ်တဲ့အထက်ရရှိဟင်ရီဆိုသူကိုကြည့်ရင်အပြောင်ပြတ်ပုံထိုင်ဆွဲနေတဲ့နေ့ခါဆာရာမထိန်ချုံနိုင်တဲ့အမှုကိုအတိတ်ကျမပေးဖို့ဝန်ကန့်ကွက်နေကြခရိုင်အစိုးရရှိနေကြခေါ်ရဲဆိုတာနဲ့ထားလိုက်သွားပါတယ်နာမည်ကြီးဟာဘတ်ကျောင်းဆင်နေဆိုအထင်မကြီးတတ်သူနေ့ခါတာမန်လူပြောစရာကိစ္စလောက်ကိုခေါင်းထဲမထည့်တတ်ပဲသူလိုက်သမျှအမှုနိုင်သေးဖို့ဂျူရီလူကြီးတွေသဘောကျဖို့သာလိုတယ်လို့ခံယူထားသူဖြစ်ပါတယ်ခလိုက်ရှက်တန်ရဲ့အမှုအခြေအနေကိုမေးတော့တရားသူကြီးကြောင့်လမ်းလွဲသွားပြီဖြစ်ပြီးခလေးပါအခန့်လိုက်ရတဲ့အမှုဆိုပေမဲ့ပြီးပြည့်စုံတဲ့တရားစီရင်ရေးရလို့မရှိတာကြောင့်သူမစွန့်စားနိုင်ဘူးလို့ဆိုပါတယ်အဆုံးသူတွေအတွက်တရားလူကတွေးဖို့စောင့်နေတဲ့ဆိုတာနဲ့ခလိုက်နဲ့တွေ့ပါတယ်သူ့ကိုယုံရက်လားလို့စောက်တရားမရသူခလိုက်ကိုမေးရင်အဓိကတရားခံဟာကြံရပါဖြစ်တဲ့ aims ကိုတန်ကြအောင်မျက်မြင်သက်သေထွက်ဆိုပေးမှဖြစ်ပြီးထိုဒါဘီဆိုသူကတော့လူသတ်မှုအတွက်အဲ့လိုတဲ့ဆန္ဒမပါဝင်ပဲအပြင်းထန်ပေါ်ရောက်မှုဆိုတဲ့တတိယအဆင့်နဲ့အတနာခံလိမ့်မယ်လို့ဆိုပါတယ်ဒါဆိုအဓိကတရားခံဒါဘီဟာ DNA မလုံလောက်မှုအဝတ်စားပေါ်ကသွေးစားနဲ့မှုခင်စိမ့်မတန်အားလုံးကိုတင်သွင်းခွင့်မရှိတာမို့အများဆုံးထောင်မှနှစ်သာကြာမှာဖြစ်ပါတယ်ဒါဆိုသူကိုယ်တိုင်မျက်မြင်သက်သေအနေနဲ့ထွက်ဆိုရင်ရောလို့မေးတော့တတိလစ်သွားတဲ့အခြေအနေမို့တစ်ဖက်ရှိနေကအလွယ်တကူအနိုင်ယူသွားမှာဖြစ်ပြီးတစ်နှစ်လုံးဒီအမှုကြောင့်နဲ့ဒေါ်လာတန်းနဲ့ချီကုန်ခဲ့ပြီးပြီမို့တရားခံနှစ်ယောက်စုံလို့မသွားခင်ရက်လိုက်ဖို့အကြံပေးပါတယ်အထူးသဖြင့်ဒါဘီဆိုတဲ့တရားခံကပိုပြီးအဖြစ်ကြီးတယ်ဆိုတဲ့ client ကိုတရားရုံးမှာသက်သေပြနိုင်တာမျိုးမရှိရင်အရေးယူလို့မရတဲ့တရားစီရင်ရေးစနစ်ဖြစ်လို့သူတရားသူကြီးနဲ့ညှိနှိုင်းပြီးပြီလို့ဆိုပါတယ်အဲ့ဒီနောက်ကြိုတင်စီစဉ်ထားတဲ့အတိုင်းတရားခံဒါဘီကိုတတိယအဆင့်လူမှုအဖြစ်အသက်ညာဆုံးစီရင်ချက်ချရန်နှစ်ဖက်ရှင်းတွေတရားသူကြီးတွေကမြည်သည့်အခြေတင်မှမပါပဲအဆုံးသတ်လိုက်ကြပါတယ်လက်မှတ်ရေးထိုးမဲ့ဒါဘီကသူ့အနာရောက်လာသူနစ်ကိုအိမ်အောင်ရှိလားလို့မေးရင်ဘသူ့အပေါ်မှာမကောင်းကြလို့စိတ်မရှိပေမဲ့အိမ်ဆိုရဲကောင်အတွက်တော့ထိုက်တန်ပြီးကံကြမ္မာကိုတိုက်ခိုက်လို့မရကြောင်းပြောဆိုနေပါတယ်ဒါဘီရဲ့အပြောဆိုမှုကျင့်နေကြသူ့ဆုံးဖြတ်ချက်မှားသွားပြီထင်နေသူနစ်ကိုဒါမျိုးကိစ္စကြာရင်မေ့သွားမှာမို့ဆုံးဖြတ်ပြီးမှတော့တွန်းဆုတ်မနေရန်ဂျိုးနက်စ်ကအားပေးပါတယ်ဒါကြောင့်မေးခွန်းများစွာနဲ့မီဒီယာတွေရှေ့ရက်လိုက်ပြီးတရားခံတယောက်ဖြစ်တဲ့ aims ကတော့ပြန်ကြခံရမှာဖြစ်ပေမဲ့အဓိကတရားခံဒါဗီယာပူးပေါင်းဆောင်ရွက်တဲ့မျက်မြင်သက်သေဖြစ်နေလို့အယူခံဝင်ခွင့်ရမယ့်အကြောင်းထုတ်ပြောနေစဉ်သူ့ကိုလက်ဆွဲနှုတ်ဆက်လာတဲ့ဒါဗီကသူ့ဘက်မှနေပြီးခဲ့တာကျေးဇူးတင်ကြောင်းရဲ့တရားစီရင်ရေးစနစ်ကကောင်းကောင်းအလုပ်လုပ်တယ်လို့ပြောနေရကြောင်းမောင်းထုတ်လိုက်ပါတယ်ဒီမြင်ကွင်းကိုတစ်ဖက်ကနေရက်ကြည့်နေသူကတော့မိသားစုရောတရားမျှတမှုပါဆုံးရှုံးသွားတဲ့ client ပဲဖြစ်ပါတယ်သူလုပ်ခဲ့တာမှားယွင်းခဲ့ပြီလားဆိုတဲ့တန်တရားတွေနဲ့နစ်ခါအိမ်ထဲရောက်လာတော့မွေးမလာသေးတဲ့သူ့သမီးကိုအပြင်မှာပြူရီများလို့တတ်နိုင်သလောက်ဘိုက်ထဲမှာပဲနေရမှားလိုက်ပါတယ်စိတ်နဲ့ကြပြီးရဲ့နောက်မိသားစုလုံးကြုံအောင်လူသိုးဖက်ရမယ်ဆိုတဲ့နစ်ခါသမီးဖြစ်သူရဲ့ဖျော်ပြပွဲကိုတော့လိုက်မကြည့်နိုင်ပဲ DVD ရိုက်ယူလာဖို့မှာပါတယ်သူ့သမီးရဲ့ပွဲကိုမတက်နိုင်တာကဆာရာနဲ့အတူခလိုက်ရဲ့မိသားစုကိုအပ်ခဲ့တယ်ဆိုတဲ့အိမ်ရှက်အေဒန်စီရင်ရေးကိုတက်ရောက်ရမှာကြောင်းဖြစ်ပါတယ်တရားခံရဲ့နောက်ဆုံးစကားကတော့သူဒါဘီနောက်လိုက်ခဲ့တာကိုနောင်နာရတဲ့အကြောင်းနဲ့ဘသူကမှမအပ်ခဲ့ကြောင်းကြိမ်ဆိုရင်ဒီနေ့မာယွန်းတဲ့လူတယောက်စီရင်ခံရတော့မယ်လို့ပြောနေပါတယ်အဲ့ဒီနောက်တရားခံကိုကွက်မြက်ရန် lethal injection ဒပလင်းစီယာသွေးကြောအတွင်းကိုထိုးသွင်းလိုက်ပါတယ်နောက်ဆုံးပလင်ကုံဆုံးသွားချိန်မှာတော့နှင်းသားသွားအဆုံးသတ်သွားရမယ့်တရားခံဟာမခံမရက်နိုင်အောင်ရုန်းကန်နေတာကြောင့်ပဲရောက်လာသူတွေပါထိတ်လန့်ကုန်ပါတယ်အပြင်ရောက်လာတော့ကိုဖို့ကြိုးသွားနေသူကိုအခြားတစ်ယောက်ကဝင်သွားတဲ့ဖြစ်စဉ်မဟုတ်လားလို့စုံတော့ဒန်နီကန်ကမေးပါတယ်ဒါကိုဥပဒေအရရှစ်ခုမြောက်အခွင့်အရေးချိုးဖောက်ခြင်းရက်ဆက်ပြီးပုံမှန်မဟုတ်တဲ့အဖြစ်ပေးခြင်းလို့ရုပ်ပြနေရကြောင်းကွက်မြက်ဆက်ရဲ့အလုပ်လုပ်ပုံကိုမေးလိုက်ပါတယ်ထို့စားဆေးရည်၃မျိုးကိုအစီအစဉ်တကျထိုးသွင်းပေးရတာဖြစ်ပြီးနာကျင်မှုမရှိအောင်ပုံစံထုတ်ထားခဲ့တာဖြစ်ပါတယ်ဒီတော့အဲ့ဒီစက်ကိုကင်တွယ်ပြင်ဆင်ခဲ့သူတွေအားလုံးရဲ့အမည်ဟာ Nick နဲ့ Danny Gunn တို့ကထောင်မှုထံကတောင်းယူလိုက်ပါတယ်ဒီအချိန်ထောင်ရဲ့နောက်ဖက်မှာရှာတွေ့လာတဲ့ဆိုတဲ့တက်ခွဲကဆေးရည်ပလင်းပေါ်မှာကံကြမ္မာကိုမတိုက်ခိုက်နဲ့ဆိုတဲ့စာကြောင့်ဒါဟာအင်းချက်ကြံရပါကသူကျူးလွန်ခဲ့တဲ့သားကောင်တွေအပေါ်ပြောလေးရှိတဲ့စကားဖြစ်ပြီးသူ့ကိုလည်းတရားရုံးမှာပြောဘူးတယ်လို့ရှင်းပြလိုက်ပါတယ်ဒါကြောင့်သူနာမည်တော်မှတ်မိမနေတော့တဲ့ဒါဘီရဲ့ကိုရေးအချင်းကိုပြန်လေ့လာကြတဲ့အခါထောင်ဒဏ်3နှစ်နဲ့ဒါဘီရောက်သွားတဲ့ထောင်ကလူတပ်သမားတွေမွေးထုတ်ရနေရကြီးလို့စုံနောက်တွေကပြောပြပါတယ်အခန်းတစ်ခုအတွင်းစေးချပြီးနိဗ္ဗာန်ရောက်နေတဲ့ဒါဘီကတော့ကွန်ရက်စင်ပေါ်မှာမရှိဝလအဆုံးသတ်သွားတယ်ဆိုတဲ့အိမ်ချက်တဲ့ကိုသဘောကျစွာကြည့်နေတဲ့ private phone number တစ်လုံးဝင်လာပါတယ်စပွဲပေါ်ကမူးရစေးရဲ့အိယာပေါ်ကပြည့်တသားရဲ့နဲ့ထောင်ကြလုံးကကိစ္စတွေရဲ့ဆိုမင်းအတွက်ဆွဲချက်3ခုရှိနေရဆိုတာကြောင့်ဘဲကားကောင်လဲလို့မေးလိုက်ပါတယ်တင်းပေါက်ကိုကြည့်ဖို့ပြောနေတဲ့တစ်ဖက်လူကြောင့်တနက်ဆွဲယူပြီးထွက်ကြည့်တဲ့အခါသူ့အိမ်ကိုရဲရီဝိုင်းလာပြီးဖြစ်ပါတယ်လက်ထဲကတနက်နဲ့ရဲရီကိုတွေးယူတူရန်ပြစ်ပြီးထွက်ပြေးလာသူဒါဘီယာဖုန်းနဲ့ညွန်ကြားနေသူကကြည်မရှိတော့တဲ့တနက်ပေါ်ကလက်ပွေရာကိုတောက်ခါ
လွှမ်းပစ်ခဲ့ပြီးစွန့်ပစ်ဆက်ယုံဘက်ကိုစက္ကန့်90အတွင်းပြေးလာရန်မှာပါတယ်သူတတိလစ်အောင်လုပ်ပေးထားတဲ့ရဲကားနဲ့ထွက်ပြေးဖို့ပြောနေရကြောင်းဒါဗီလည်းကားပေါ်မှာတတိလစ်နေတဲ့ရဲထံကတနက်ကိုဆွဲယူပြီးဒီကအမြန်မောင်းပြေးဖို့အမိန့်ပေးပါတယ်ဒီလိုနဲ့ညွှန်ကြားထားတဲ့အတိုင်းစွန့်ပစ်ဆက်ယုံထံရောက်လာတော့မိမနဲ့ကလေးရှိလို့သူ့ကိုမတက်ပါနဲ့ဆိုတဲ့ရဲဟာတနက်နဲ့ချိန်ရွယ်နေစဉ်ဖုန်းဝင်လာပါတယ်အတန်ဖြတ်ထားတဲ့ထိုရဲကကလိုက်ရှယ်တန်ပဲဖြစ်ပြီးမင်းငါဘွားတွေကယူသွားတဲ့ငါမိမနဲ့ကလေးကိုမှတ်မိလားလို့မေးပါတယ်တနက်မောင်းဆွဲလိုက်တဲ့ဒါဗီဟာဘာမှမတုံ့ပြန်နိုင်ပဲရက်သွားတာကြောင့်ဒီတက်ထရိုတိုတော်စင်လို့ခေါ်တဲ့ငပူတင်းရဲ့အသေးကအစိတ်ရည်တစ်မျိုးဟာမင်းရဲ့ခန္ဓာကိုယ်ထဲရောက်နေပြီဖြစ်ပြီးအကြောတွေတည်သွားပေမဲ့ကျန်တဲ့အာယုံခံစနစ်တွေကတော့အကောင်းတိုင်းရှင်းနေအောင်မယ်လို့ပြောပြနေပါတယ်ရှင်းအောင်ပြောရရင်ဒါဗီဟာအကြောတည်ပြီးလှုပ်မရဖြစ်နေပေမဲ့နာကျင်မှုမှန်သမျှကိုခံစားနေရအောင်မှမို့အခုချိန်ကစပြီးစိတ်ကူးဖို့သမျှနာကျင်မှုတွေအားလုံးထက်ဆိုးရွားစွာခံစားစေရမယ်လို့ဆိုပါတယ်အဲ့ဒီနောက်ဒါဗီကိုသွေးထွက်မလွန်စေမဲ့ဆေးတွေဂျေတက်မြန်မြန်ခန်းချောက်စေဖို့စားငံဖြော်ရည်တွေနဲ့မယုံနိုင်အောင်တုံ့နှောင်လိုက်ပြီးသူလက်စားချင်နေတော့မှအိပ်ပျော်မသွားစေဖို့နဲ့နှလုံးကုန်ရက်မသွားအောင်အဒရီနယ်လိုင်းဆေးပါထပ်ထိုးပေးလိုက်ပါတယ်တုံနှောင်နေသူဒါဗီယာအကူအညီမဲ့နေတဲ့ခံစားချက်ကိုသူ့မိသားစုအခံရစဉ်ကသူကြည့်နေခဲ့ရသလိုမျိုးကောင်းကောင်းနားလေတာမို့တန်ကြမာကိုတိုက်ခတ်လို့မရဘူးမဟုတ်လားလို့ပြန်မေးပါတယ်ပြီးတော့အထူးအစီအစဉ်နေနဲ့မျက်လုံးတွေပိတ်မရအောင်မျက်ခုံတွေလှီးပေးအောင်မှဖြစ်ပြီးသူ့မိမနဲ့ကလေးရဲ့ဓာတ်ပုံကတ်ထားတဲ့မှတ်တစ်ချက်ကိုအပေါ်တက်ကထောင်ပါမင်းစီကအယိုးတစ်ချောင်းချင်းလှီးထုတ်နေချိန်မင်းရဲ့နောက်ဆုံးအချိန်တွေကိုသူတို့လည်းကြည့်နေလိမ့်မယ်လို့တွေးအေးစွာပြောနေပါတယ်အဲ့ဒီနောက်သူလည်းဒါဗီအတိုင်းစိတ်လှုပ်ရှားနေကြောင်းအသိပေးကကင်မရာကိုဖွင့်လိုက်ပြီးကတ်တာတစ်ခုကိုယူကခြေသလုံးမနေစတင်လှီးဖြတ်လိုက်ပါတော့တယ်ပြီးတော့သူဖမ်းထားတဲ့ရဲကိုလက်ထိတ်တော့အခါကားအတွက်ကျေးဇူးတင်ကြောင်းပြောရင်းထွက်သွားပါတယ်နိကနဲ့ဆာရာတို့ဟာအကြမ်းဖက်မှုပေါင်းများစွာရှိဘူးတဲ့ဒါဗီရဲ့မှတ်တမ်းဖိုင်ကြီးကိုပြန်စစ်ဆေးနေကြပြီးကွမ်းမြတ်မှုကိစ္စမှာအစားရှာမရအောင်ညံသုံးသွားတဲ့ပုံစံအရဒါဗီရဲ့လက်ချက်မှုအကြောင်းယူဆနေကြပါတယ်ဒီအချိန်စိုးနစ်ဆိုင်ယုံထံရောက်လာကြတဲ့စုံတောက်တန်ဒီခန်းတို့ဟာနိကတန်ဖုန်းခေါ်ပြီး25ပိုင်းအပိုင်းခံထားရတဲ့ဒါဗီကိုရှာတွေ့ပြီးတော့အသိပေးလာပါတယ်ခြေရီလက်တွေအပြင်မျက်ခွန်တွေပါရှိမနေတော့တဲ့ဒါဗီကိုရှင်းလင်းလိုက်တဲ့နေရာကကလိုက်ရဲ့အပိုင်ဖြစ်နေပြီးကလိုက်ကတီထွင်မှုနှစ်ဒါဇင်လောက်နဲ့ဝင်ဝင်အလွန်ကောင်းသူဖြစ်ကြောင်းဆာရာကလိုက်ချင်းပြနေပါတယ်ဒါကြောင့်တန်တရားအဖြစ်ဆုံးကလိုက်ကိုဖမ်းဆီးရန်ရဲရီရောက်သွားကြတဲ့အခါရဟရင်အတန်ကြားနေရတဲ့ကလိုက်ကတော့သူ့သမီးပြုတ်လုပ်ပေးခဲ့တဲ့လက်ပတ်လေးမှလွယ်လို့အဝတ်စားအားလုံးကိုချွတ်ပြီးအသာကြီးအဖမ်းခံခဲ့ပါတယ်နိခသူ့ကိုစူးရဲစွာစိုက်ကြည့်သွားသူကလိုက်ကိုမေကုန်းများစွာနဲ့လိုက်နေနေပြီးအိမ်ထဲမှာတော့သူနဲ့တရခန်ဒါဗီတို့လက်ဆက်နှုတ်ဆက်နေတဲ့သတင်းစာအပိုင်းစကိုတေချာကတ်ထားတာမြင်လိုက်ရပါတယ်ထောင်ထဲရောက်နေတဲ့အင်ဂျင်နီယာကလိုက်ရှက်တန်ဟာတာမန်ထပ်ပူတည်ငိမ်နေပြီးလက်ပတ်ကြိုးလေးချွတ်ယူတာကိုမကျေနပ်တာမျိုးလောက်ကလွှဲရင်ခုခံခြင်းလည်းမရှိဘူးလို့ဆိုပါတယ်တစ်ဖက်မှာနိကရဲ့အိမ်ကိုပါဆယ်တို့ရောက်လာတဲ့အတွက်သူမဖျော်ဖြေပွဲခွေကိုကြည့်တင်နေသူသမီးငယ်ဟာအဖေလာမကြည့်ရန်မိခင်ဖြစ်သူတားနေတဲ့ကြားက DVD ဆက်ကိုဖိုးဖွင့်လိုက်တဲ့အခါဒါဗီကိုတစားစီပိုင်းနေတဲ့ကလိုက်ရဲ့ဗီဒီယိုဖိုင်ဖြစ်နေပါတယ်စစ်စေးကန်ထရင်ကကလိုက်နဲ့ဝင်တွေ့နေသူနစ်က CCTV တွေကိုပိတ်လိုက်ပြီးသူ့မှာလည်းဇနီးနဲ့သမီးရှိတာမို့တရားလူရှိနေတယောက်အနေနဲ့တရားဝင်ပြောခွင့်မရှိပေမဲ့ကလိုက်လုပ်ခဲ့တာကိုလက်ခုပ်တီးမိတယ်လို့ဆိုပါတယ်ဒါဗီနဲ့အိမ်ဆိုကောင်တို့တွေလောကကြီးကပြောက်ကွယ်သွားတာကိုသူရောသူ့လူတွေပါမျက်ရည်ကျနေမှာမဟုတ်ဘူးလို့အသိပေးရင် record ကိုပြန်ဖွင့်ကအလုံးဆက်လုပ်ဖို့အတွက်သူမေးတာကိုတက်တက်ပဲဖြေရန်တောင်းဆိုပါတယ်ရှင်းနေခေါ်ဖို့ညှင်းဆန်ထားတာမှန်တယ်ဆိုပေမဲ့ဒါဗီကိုခက်လားဆိုတာကိုတော့သူ့မိမနဲ့ကလေးကိုခဲ့သူမို့ကလေးချင်းတဲ့အကြောင်းသာထုတ်ပြောပါတယ်အေဘိုထိုက်တန်သူအိမ်ကိုရောနှစ်ဦးစလုံးကိုကလေးချင်းနေတာကြောင့်အနည်းတန်းအစီအစဉ်တွေချနေပြီးထက်ကအချိန်ယူခဲ့တယ်လို့လည်းဖြေပါတယ်ချွတ်ဆိုချက်အားလုံးကိုရေးမှတ်ပြီးထွက်သွားဖို့ပြင်နေသူနစ်က12နာရီခွဲမှာတရားသူကြီးရောဘတ်နဲ့စားမဲ့နေလေစာအပြင်လာမဲ့တစ်ဖက်လုံးရဲ့အစီအစဉ်တွေကိုပါအလောက်ရှုပ်လာတော့မဲ့ခမများအတွက်ထက်လိုက်တာကပူကောင်းမယ်လို့ဆိုရင်ပြန်ထိုင်မှုပြောပါတယ်6ချက်ရယူပြီးပြီမို့အနိုင်ရပြီလို့ပြောနေသူနစ်ကဟုတ်ရဲ့သားလို့ပြန်မေးကသူပြောခဲ့တဲ့အထဲမှာဒါဗီနဲ့အိမ်စထရိုကိုအသေးချင်းတဲ့အကြောင်းသာပြောထားတာမို့မသေးကြရင်အတန်ဖန်းတိတ်ခွေကိုပြန်နားထောင်ရန်မှာပါတယ်မင်းလောက်ခဲ့တာသိနေတယ်ဆိုတဲ့နီကိုလက်စ်ကိုတော့တိနာကအတုံးမဝင်ပဲတရားရုံးမှာတပ်ပေပြနိုင်မှာရမှာဆိုတဲ့နစ်ရဲ့စကားအတိုင်းခြေပါကအလောင်းရှာတွေ့တဲ့နေရာဆိုတာကလည်းသူပိုင်တဲ့ကုံတူလောက်ရုံအများကြီးတွေကမှစွန့်ပစ်ဆက်ရုံတစ်ခုလို့ဆိုပါတယ်အဲ့လိုနေရာမှာဒါဗီလိုစေးသမားတယောက်ရှင်းလင်းခံလိုက်ရတဲ့အမှုကိုတယောက်ကသူ့ကြောင့်မှလို့ထောင်ချောင်းစိန်ခဲ့တာမဖြစ်နိုင်ဘူးလားလို့မေးပါတယ်ဒီတော့ခိုင်လောင်တဲ့တပ်သိမ်းမရှိပဲလူသမားတွေနဲ့အပေးယူလုပ်နေကြနစ်ကိုသူ့ဘက်ကတောင်းဆိုတဲ့အရာတစ်ခုသာလိုက်ရောပြီးရင်တကယ်ဖြောင်းချက်ပေးမယ်လို့ကမ်းလှမ်းပါတယ်ချီပြီးတုပ်ပြီးရိုက်လို့ရမယ်ထင်နေတဲ့နစ်ကလည်းဘာလို့ကျင်လဲလို့မေးကြည့်တော့သူနေမဲ့ထောင်အခန်းအတွက်ကောင်းပေါင်းအိပ်ပျော်စေဖို့ခောက်သိမ်းလို့ရမယ်အိပ်ရာကောင်းတစ်ခုလိုရဲဆိုတဲ့အခါဟောပဲရမယ်လို့ပြန်ပြောသွားပါတယ်ဘာမဟုတ်တဲ့တောင်းဆိုမှုကိုလိုက်ရောမလာသူနစ်ကအထက်လူကြီးတွေကအဖြစ်တင်နေပေမဲ့ဒါဟာကစားဖို့ကြိုးစားနေတဲ့ခလိုက်ရဲ့အစီအစဉ်လို့ရှင်းပြနေတဲ့အင်ကဖုန်းခေါ်နေကြောင်းလာပြောပါတယ်ကြောင်းလန့်နေတဲ့ဇနီးဖြစ်သူကယ်လီကသူမတခါမှတော့
တောင်မမြင်ခဲ့ဘူးတဲ့ဗီဒီယိုကြီးမို့အမြန်ပြန်လာဖို့မိုးယုံမှနေရကြောင်းသမီးကိုအဲ့ဓာတွေကအစစ်မဟုတ်ကြောင်းစိတ်အေးအောင်ချော့ဖို့မှာလိုက်ပါတယ်အပိုင်းပိုင်းလီးပြတ်နေတဲ့ဗီဒီယိုဖိုင်ရှင်းနေတာတော့တရားခံလို့တန်းမဆွတ်သွဲနိုင်သေးတဲ့အတွက်ဖြောင်းချက်တာရအောင်ယူရန်ခလိုက်တောင်းဆိုထားတဲ့အိယာဖောင်းတစ်ခုကိုထောင်မှုကိုယ်တိုင်ပြင်ဆင်ပေးလိုက်ပါတယ်ခါနာလို့ပါဆိုတဲ့ခလိုက်ကိုထောင်ဆိုတာပင်မစရဲအောင်အပြစ်ပေးရတဲ့နေရာမို့တယောက်တည်းကိုကွက်ပြီးအခွင့်အရေးပေးတာမျိုးကပြဿနာရှိလာနိုင်တယ်လို့သတိပေးသွားပါတယ်ဒီကအခန်းပေါ်ကအိယာမိုက်တယ်လို့ပြောနေရကြောင်းတယောက်ပဲအေးလို့ရအောင်ခြေပါလိုက်ပါတယ်ခလိုက်ပြောက်သွားတဲ့လွန်ခဲ့တဲ့10နှစ်ကမှတ်တမ်းတွေကိုလက်ကြည့်တဲ့အခါကာကွယ်ရေးဌာနနဲ့ချုပ်ဆိုထားတဲ့ငွေချေစာချုပ်နှစ်ခုပါရှိနေပါတယ်တခြားပိုင်ဆိုင်မှုများစွာလည်းရှိနေပေမဲ့နောက်ကြောင်လိုက်လို့မရတဲ့ပနာမဘက်ကိုလွှဲထားတဲ့ဆိုတဲ့အခါကျူးကျော်မှသိရမယ်ဆိုရင်လည်းအကြောင်းရှိလို့ဖော်ထားတဲ့ခလိုက်ရဲ့ပိုင်ဆိုင်မှုတွေကိုရအောင်ဖော်ထုတ်ဖို့မှာပါတယ်အိမ်ပြန်ရောက်လာတော့အိပ်ပျော်နေတဲ့သမီးကိုဝင်ကြည့်ရင်ထိတ်လန့်စရာမြင်ကွင်းကြောင်းသွေးပြက်နေသူကယ်လီကိုလည်းဒါရီကဟော်ရာဇက်ကားတစ်ခုရဲ့ဇက်ဝင်ခန်းလို့သာလိန်ပြောလိုက်ပါတယ်သူ့မိသားစုကိုထိပါလာပြီးမို့ပရမချိန်တရားရုံရောက်တော့စိုးရွားစွာဖုံးခဲ့ရတဲ့ဒါဘီနဲ့အင်စတိုကိုထောက်ထားကချမ်းသာကြွယ်ဝတဲ့ခလိုက်ရှယ်တန်ကိုအာမခံမပေးဘူးအဆိုတင်သွင်းပါတယ်ထိုတကားကြောင့်သူ့ကိုစိုက်ကြည့်နေတဲ့ခလိုက်ကပြည်နယ်တရားသူကြီးကရှိနေမငားရခြင်းအပေါ်မှာပြောပြရှိလာပြီးတော့ရှိတယ်လို့ဖြေပါတယ်ဒါဟာသူ့ဘဝအတွက်ပထမဆုံးဆွဆွဲခံရတဲ့အမှုဖြစ်ပြီးဥပဒေလိုက်နာတဲ့နိုင်ငံသားကောင်းတစ်ယောက်အနေနဲ့ကြားနာမှုမစခင်ထွက်ပြီးမှလည်းမဟုတ်တာကြောင့်တပ်တဲ့ထောက်ထားရှိမနေပဲအာမခံမပေးတာကြီးကသူ့အတွက်ပြင်းထန်လွန်းနေသလိုတရားဥပဒေကိုလည်းစော်ကားရကြနိုင်မယ်လို့ရှောက်တင်ပါတယ်ဘယ်မှုဖိုင်တွဲနံပါတ်ဘလောက်တိကျနဲ့ရှောက်လဲနေသူခလိုက်ကိုအားလုံးကအံ့ဩနေကြစဉ်ချောင်းချက်အပြည့်ကိုတင်သွင်းမှမှုအာမခံမပေးရန်ပြောနေသူနှစ်ကပြည်နယ်တရားရုံးဘက်ကတပ်တဲ့မခိုင်လုံတာကြောင့်အာမခံငွေချိုးနဲ့လွတ်ပေးရန်တရားသူကြီးကသူမအမြင်ကိုပြောပါတယ်ရုတ်တရက်ကြီးမောရင်လက်ခုပ်ထတီးလာတဲ့ခလိုက်ဟာသူထောက်ပြကျင်တာအဲ့ဒါပဲလို့ပြောပါတယ်တရားသူကြီးကိုစစ်စစ်ကြီးကဒီအမြင့်ပေါ်ရောက်နေတဲ့ခမည်းဟာကိုယ့်ဘုတ်ကိုဘသူမှမေ့နေပြီးကျုပ်ကိုလွတ်ပေးဖို့တွေးနေရလားလို့မေးပါတယ်လူနှစ်ယောက်ပလာမန်တိတာနေတဲ့သူစီကနေတရားဝင်တရားဥပဒေကြောင်းတက်လွယ်လေးအနေနဲ့ရှိုးပြလိုက်ရုံနဲ့တင်အာမခံချင်းငွေနဲ့လွတ်ပေးလိုက်ဖို့အထိလမ်းကြောင်းလွှဲနေရလို့ဆွဆွဲပါတယ်ဒေါသထွက်သွားတဲ့တရားသူကြီးကရုံးတော်ကိုမထီမဲ့မြင်ပြုမှုလို့တတိပေးနေတော့လေဥပဒေကိုစတကူလို့ဖြုံလိုက်တက်လိုက်လုပ်နေတဲ့ခမားလူမျိုးတွေကအယူရီလူသက်သမားတွေကိုနေ့စဉ်လွတ်ပေးလိုက်တာကြောင့်ဘယ်မှာလဲအမှန်တရားဆိုတဲ့ခလိုက်ဟာတရားသူကြီးကအာမခံပယ်ချလိုက်ပါတယ်တရားသူကြီးကိုခွေးမလို့ခောက်ခွက်ခါအော်ဆဲသောသူခလိုက်ဟာတရားစွဲမဲ့နစ်ပါနားမလည်နိုင်ဖြစ်သွားရပါတယ်ဒါကြောင့်ရှင်းနေမခေါ်ပဲကိုပိုင်ကာကွယ်မဲ့ဆိုတဲ့လုပ်ရက်ကဒီလိုယူသွမှုနဲ့လားလို့မနေနိုင်မထိုင်နိုင်သွားမိခဲ့ပြီးခလိုက်ဖိုးလိုက်တဲ့ရုပ်ရှင်ကိုသူ့သမီးပါမြင်သွားကြောင်းပြောပြလိုက်ပါတယ်ဒါဆိုအဲ့ရုပ်ရှင်တွေကကောင်းတာလို့သူဖြောင်းမှန်တဲ့လူကထိုဒုတိယသမားကိုဒုက္ခပေးနိုင်တဲ့အကြောင်းသင်ပေးလိုက်လို့ဆိုပါတယ်သူ့ကိုအိယာခင်းပေးထားတဲ့အတွက်သဘောတူထားတဲ့အတိုင်းဗီဒီယိုဖိုင်တွေကဒါဘီကိုခုတ်ပိုင်းနေသူကခလိုက်ရှယ်တန်ဆိုတဲ့သူဖြစ်ကြောင်းပြောတော့ဒီလောက်နဲ့မလုံလောက်သေးဘူးဆိုတဲ့အတွက်ဒါဘီရဲ့အစိတ်ပိုင်းတစ်ခုစီကိုဘယ်လက်နက်နဲ့ဘလို့ပုံစံလှိဖြတ်ခဲ့တာတွေကွန်မျက်စင်ပေါ်ကအင်ချ်ကိုတော့အလိုလျောက်စနစ်နဲ့သွားနေတဲ့တေဟူပို့ဆောင်ရေးကုမ္ပဏီကိုဖောက်ဝင်ပြီးသူ့စီပစ္စည်းရောက်လာအောင်လိပ်စာပြောင်းကထိုးသွင်းရမယ့်ပိုတက်ဆီယမ်ကလိုရိုက်အစားသူပြင်ဆင်ထားတဲ့အရာနဲ့လဲခဲ့တာလို့ဆိုပါတယ်အားလုံးကခလိုက်ရှောက်ပြောနေရလို့ထင်ပြီးအိမ်ပြန်ညစာစားမယ်နောက်တရက်မင်းကိုထောင်ထဲထည့်မယ်လို့ပြောနေသူနစ်ကသူ့မှာအခြားဝန်ခံတရားတစ်ခုရှိသေးတာမို့နောက်ထပ်ကမ်းလှမ်းချက်ရှိသေးတယ်လို့ဆိုပါတယ်ဆိုင်တဆိုင်ရဲ့နာမည်ကိုပြောကနေ့လည်စာအတွက်အမဲသားကင်အာလူးချောင်းကြုံနဲ့ကညွတ်တွေရဲ့စားနေရင်တချင်းနှောင်ရတာကြိုက်သူမို့သူ့အိုင်ဘော့ရဲ့ဂျူလာပေးရင်ဘီရင်းနိုရဲ့အသက်ကိုကယ်ပေးနိုင်မယ်လို့ကမ်းလှမ်းပါတယ်ဘီရင်းနိုဆိုတာသူ့မှုရင်ဆိုင်တင်ကဒါဘီရဲ့ရှေ့နေလောက်ခဲ့ဘူးသူဖြစ်ပြီးပြောင်းနေတာလဲ3ရက်ရှိပြီဆိုတာကြောင့်နှိမ့်နိုင်မှုလိုလာပြန်ပါတယ်အခန်းထဲကခလိုက်ကလည်းအခုထိအသက်ရှင်နေတဲ့ဘီရင်းနိုကိုဘယ်နေရာမှာရှိနေလဲသူပြောပြပေးနိုင်တာမို့နေ့လည်တနာရီအတိမှာသူတောင်းဆိုတဲ့နေ့လည်စာနဲ့ iPod ယူလာပြီးရန်တတိပေးပါတယ်ဘလုံးသားမတက်နိုင်တဲ့ဆိုခလိုက်ပြောသလိုအစားအစာတွေမှာလိုက်ပြီးမဲ့အချိန်တိကျကိုမသိနိုင်တဲ့ထောင်သားကိုအရေးဆိုင်နေကြမလို့ပဲလိုအပ်တာကိုစစ်ဆေးရမယ်လို့ထောင်မှုနဲ့စုံတော့တွေကခေါင်းမာနေပါတယ်အဲ့ဒီတော့အစားအစာသယ်လာတဲ့ထောင်မှုတို့ကိုအခြားထောင်သားတွေကသူတို့အတွက်ပါပို့ပြီးရန်အော်ဆဲနေကြပြီးပွဲတော်တယ်မဲ့ခလိုက်ကသူမှာထားတဲ့အချိန်တိကျရဲ့လားလို့နီကိုလက်စ်ကိုမင်းနေတဲ့အတွက်တနာရီကို10မိနစ်ကျော်သွားပြီလို့အမှန်တိုင်းပြောလိုက်ပါတယ်ဒါကြောင့်ညှိနှိုင်းချက်တိုင်းမှာရိုးသားဖို့လိုမယ်မထင်ဘူးလားလို့ထောင်မှုကိုမေးရင်ကညော့ကိုသိန်ခံကိုက်ကစိတ်မရှိသွားစောင့်နေသူနှစ်ကဘီရင်းနိုရှိနေမဲ့ကိုအော်ဒိတ်အတိအကျကိုပြောရင်ထောင်မှုဖြုံးလိုက်တဲ့အချိန်တွေကြောင့်ကျိုးနေနေလောက်ပြီလို့တတိပေးလိုက်ပါတယ်။တချင်းနားထောင်ရင်စားတော့နေတဲ့ခလိုက်ဟာသူမကြွေးရင်ဘယ်ပုံမှန်နည်းနဲ့ဆုံးမမယ်ဆိုတဲ့အခန်းပေါ်ကိုစိတ်လိုလဲရခေါ်ကြွေးနေပါတယ်။တစ်ဖက်မှာခလိုက်ပြောလိုက်တဲ့တီနေရာကိုအပူတပြင်းရှာနေရတဲ့နီကိုလက်စ်တို့ဟာဘီရင်းနိုကိုမြုပ်ထားတဲ့နေရာကိုရှာတွေ့သွားကြပေမဲ့ပေးထားတဲ့အောက်ဆီဂျင်ကုန်သွားပြီမို့အခြေအနေမကောင်းလာပါဘူး။ထောင်ထဲမှာစားလို့တောက်လို့ပြီးသွားတဲ့ခလိုက်ကတော့အမဲခင်မှာပါတဲ့အကျိုးတစ်ချောင်းကိုဖတ်ယူက iPod ဘလို့ဖွင့်ရမလဲဆိုတာအခန်းပေါ်ကိုပြရင်လေဘင်းကိုအချက်ပေါင်းသားစွာထိုးဆိုင်ပစ်လိုက်ပါတော့တယ်။ပြီးတော့အဲ့ရအစ်စ်ပေါ်လဲကရုံးရင်းဆန်ကက်ရောက်လာတဲ့ထောင်မူက
သူရေချိုးဖို့လိုနေပြီလို့ပြောလိုက်ပါတယ်ဘီဝင်းတို့ကိုပေးထားတဲ့အောက်ဆီဂျင်ဘူးတွေကတနာရီ15မိနစ်အတိမှရက်တော့အချိန်ကိုက်တိုင်မှာပေးထားတာဖြစ်ပြီးအကယ်၍ခလိုက်ကိုတနာရီအတိမှသာနေ့လည်သာပို့ပေးနိုင်ခဲ့ရင်သူတို့လာရမယ့်လမ်းထီးက15မိနစ်ကြာတာမို့ကယ်ဖို့မိနိုင်တော့ပါတယ်ဒီအချိန်အခန်းမောက်ကိုပစ်လိုက်သူခလိုက်ဟာထောင်မှုကဒေါသတကြီးတိုက်ပိတ်ထားလိုက်ပြီးတော့ဆာရာကလမ်းအကြောင်းကြားပါတယ်ဒါကြောင့်တိုက်ပိတ်ထားတဲ့နေရာထန်လိုက်တော့ကနေ့လည်သာနောက်ကျလို့လူတယောက်ကိုပိုက်တာလားလို့မေးတော့တနာရီအတိမှနေ့လည်သာပို့ဖို့ဂတိမတီခဲ့တဲ့အတွက်သူပေးခြင်းနဲ့တိုင်ငန်းသာလို့ဖြေပါတယ်တရားမှုတိုင်းမှာတံမြန်တက်ရောက်တယ်ဆိုတဲ့ခလိုက်အားဒီလိုပြုမှုတွေကိုမိမိသားစုလည်းနေနိုင်ပါစေလို့ပြောရင်လက်ပတ်လေးပြန်ပေးလိုက်ပါတယ်သူ့မိမနဲ့ကလေးကဒါတွေကိုမြင်နိုင်သောမရှိတော့ဘူးဆိုတဲ့ခလိုက်ရဲ့စကားကြောင့်အတွေးများနေသူနဲ့ကလေကောင်းလေတန်းထွက်ရှူရန်ဂျိုနတ်ကခေါ်ထုတ်သွားပါတယ်အစိုးရနဲ့စာချုပ်ချုပ်ထားတဲ့ခလိုက်ကြောင့်အစဆွဲထုတ်ဖို့ခန့်နေတဲ့ဂျိုနတ်တို့ဟာအရှုပ်ထုတ်တွေကိုရှင်းမိနိုင်တဲ့လူတစ်ယောက်နဲ့တွေ့တွေ့ခဲ့ပါတယ်ထိုလူဟာရခင်ကခလိုက်နဲ့အလုပ်တွဲလုပ်ဘူးတဲ့စပိုင်တစ်ယောက်ဖြစ်ပြီးခလိုက်လုပ်ရတဲ့အလုပ်ကအတိတ်ဆောင်မခံတဲ့ကိစ္စတွေမှာအုံနောက်သုံးပါဝင်ပေးရတာလို့ဆိုပါတယ်လူပြရတာကသူတို့ဆိုရင်အဲ့လိုလုပ်ကြံငွေရဖို့ခြေရလက်ရမပေါ်စီစဉ်စဉ်းစားပေးရသူကခလိုက်ဖြစ်ပါတယ်တစ်ချိန်က B2 တွေလက်နက်ကြီးတွေနဲ့တော့ဖမ်းမရခဲ့တဲ့လူတစ်ယောက်အတွက်ခလိုက်စီကအကြံဉာဏ်တောင်းတဲ့အခါစောက်သွားတွေပါတဲ့ကာဗွန်ချီမြင်တစ်ခုဖန်တီးလိုက်ပြီးထိုကျန်းဖတ်သမားရဲ့နက်တိုင်နဲ့ထည့်ပေးလိုက်တာကြောင့်နှစ်ရက်တွင်သုံးရက်ရှာတွေ့နိုင်ခဲ့ရလို့ဆိုပါတယ်ဒီလူဟာခမားတို့ဘာလေကြံစီပြီးဘာဆက်လုပ်မယ်ဆိုတာကအစမြင်နိုင်ကြားနိုင်သူတယောက်မို့အချုပ်ထဲရောက်နေတာဟာရည်ရွယ်ချက်တစ်ခုကြောင့်တူဝင်ကျင်လို့ပဲဖြစ်ပြီးသူ့မိမနဲ့ကလေးမှုနောက်ွယ်မှာပါဝင်ခဲ့တဲ့လူအားလုံးကိုအစားဖြောက်လိုက်မယ်လို့တတိပေးပါတယ်အကယ်၍ခလိုက်ဖို့တားခြင်းအခုလိုထောင်ထဲရောက်နေတော့ခေါင်းကိုတိတ်ပစ်လိုက်ပါမဟုတ်ရင်အခြားနည်းလမ်းတွေနဲ့ကြိုးစားမနေဘူးမှာသွားပါတယ်ဒါကြောင့်ဖာရာတန်ဖိုးဘော့ကခလိုက်ကိုအေးအေးဆေးဆေးထားနိုင်မှုတရားသူကြီးဘတ်နဲ့တွေ့ရန်စီစဉ်ခိုင်းလိုက်ပြီးဆာရာကိုလည်းတစ်ပတ်လောက်ရှောင်နေဖို့အကြံပေးလိုက်ပါတယ်အဲ့ဒီနောက်နီကိုလတ်နဲ့ဂျိုနတ်တို့ဟာခလိုက်ရဲ့အဲ့တွေ့ကွင်းကစလို့လောက်ပိုင်ကွင်းတွေကိုကန့်သတ်တဲ့အကြောင်းနဲ့စီလျော်တဲ့အကြောင်းပြချက်တစ်ခုကိုထုတ်ပြန်ပြီးအာမခံမပေးဖို့တရားသူကြီးထံတွန်းအားပေးခဲ့ပါတယ်တဘောတို့လက်မှတ်ထိုးပေးလိုက်တဲ့တရားသူကြီးဟာစကားဝိုင်းမှာဘယ်တော့မှဖုန်းမကင်ဖို့သူမကိုယ်တိုင်အမိန့်ထုတ်ထားတော့လဲလောက်ပိုင်ကွင်းရှိတယ်လို့ပြောရင်ဖုန်းကင်လိုက်တဲ့အခါခေါင်းပွင့်သွားပါတော့တယ်ချက်ချင်းပဲခလိုက်တန်သွားကမင်းကတရားသူကြီးတွေကိုပါနေပြီလားလို့မေးတော့တိန်ကန်းသားရီဟာသွေးနဲ့ရေမထားရင်မေးပြောက်လွယ်တတ်တယ်လို့ဆိုပါတယ်ပြီးတော့လက်စားချိကျင်နေရလို့ဆွဆွဲနေသူနစ်ကသူလက်စားချိကျင်အချိန်10နှစ်တောင်ရှိခဲ့ပြီးရှင်းနာရီအတိမှာဂျုံသွားတတ်တဲ့နစ်ရဲ့ဇနီးနဲ့သမီးရဲ့လှုပ်ရှားပုံတွေကိုသူစောင့်ကြည့်နေခဲ့တာဖြစ်ပြီးသူလှုပ်ချင်းတမိသားစုလုံးအတွက်အချိန်ပေးနေကြတော့မလို့ကြောင်းရှင်းပြပါတယ်တလုံးခလုံးကိုနှိယုံနဲ့ပြီးသားလူတွေပြန်ချင်မလာနိုင်ဘူးဆိုပေမဲ့ဒီကြိုးပြတ်နေတဲ့အရာနဲ့သူတိုက်ခိုက်မှကိုဖြစ်မယ်လို့ပြန်ဖြေပါတယ်ပြီးတော့ရဲရိရှိနေတွေစဉ်းစားလို့တော့မရမဲ့ဟာကွက်တီလေးကိုသူထုတ်မပြောဘဲအလုံးနဲ့တက်တီပြတော့မှာမဟုတ်နောက်ဆုံးကမ်းလှမ်းချက်အနေနဲ့မနက်ဖြန်မနက်6နာရီမှာစောကြအားလုံးရုပ်သိမ်းပြီးသူ့ကိုလွတ်မပေးရင်အားလုံးကိုပြစ်မယ်လို့ဆိုပါတယ်အဲ့ဒီနောက်ထောင်ထဲမှာခလိုက်ရဲ့ကြံရပါချိနေရလို့ယူဆပြီးအချက်လက်အားလုံးတရားရုံးထံလာပို့ဖို့ဆာရာကိုမှာပါတယ်ပိုင်ဆိုင်မှုအတိအကျကိုပါရှာလို့မရသေးဘူးဆိုတဲ့ဆာရာကခလိုက်တောင်းဆိုတဲ့အပေးယူတွေကိုလုံနေအောင်မလားလို့မေးပါတယ်အလို့ဘောရမှန်တဲ့ထင်တာကိုရွေးချယ်နေရတဲ့ဆိုတဲ့နစ်ကသူမလည်းရွေးချယ်လို့ရခဲ့ပါလျက်နဲ့လက်လွတ်ခဲ့ရတာမျိုးတွေရှိတာမို့တေချာဆုံးဖြတ်ရန်အကြံပေးပါတယ်တရားရုံးကလူတွေအားလုံးဟာစိုးရင်ထိတ်လန့်သွားနဲ့တယောက်မှအိမ်မရပဲမနက်6နာရီတိတိမှတဦးတယောက်မှထိခိုက်သွားခြင်းမရှိတာကြောင့်အိမ်ပြန်အနားယူဖို့မှာပါတယ်နီကိုလတ်မှာလာတဲ့အတိုင်းတပတ်လောက်ရှုံတိန်ဖို့သွားတော့မဲ့ဆာရာကိုနှုတ်ဆက်နေချိန်ထောင်ထဲကခလိုက်ကတော့လက်ပတ်လေးကိုထိုင်ကြည့်နေပါတယ်ဒီအချိန်တရားရေးဝန်ထမ်းတွေရဲ့ကားတွေဒစီပြီးဒစီပောက်ကွဲကုန်ပြီးကားထဲကထွက်မရသူဆာရာလည်းအဆုံးသတ်သွားပါတော့တယ်ကြိုတင်ကြံစီထားတဲ့အခြေအနေကြောင့်အမေရိကန်သမိုင်းရဲ့ပထမဆုံးအဖြစ်ပောက်ကွဲမှုမှာတရားရေးဝန်ထမ်း6ယောက်သေဆုံးခဲ့ရပါတယ်။တတိုင်းပြည်မှာရှာတွေ့လာတဲ့ရေဒီယိုအပိုင်းစာလေးကြောင့်သူတို့ဂိတ်ပေါက်ကိုဖျက်လာတာနဲ့ဖောက်ကွဲဖို့စီစဉ်ထားမှသိလိုက်ရပါတယ်။ထူးဆန်းတာကနစ်ကက်ကားကိုလုံးဝထိမသွားပဲအခြားကားတွေရဲ့ gas တိုင်ကြီးတွေကိုသာဖောက်ခွဲသွားတာဖြစ်ပါတယ်။တရားခံကိုသိထားသလိုထောင်ထဲမှာလည်းထည့်ထားပေမဲ့ထိုတရားခံကလူတွေဇက်တိုက်တက်နေတဲ့ကိစ္စပေါ်မြို့တော်ဝင်ကခေါ်ယူချိန်မောင်းနေပြီးညံကောင်းတာတွေကြံရပါရှိတာတွေတူမောက်ဒီယူဆိုင်နေမှာမဟုတ်ပဲအမြန်ဆုံးဖြစ်ရှင်ဖို့မိတ်ပေးလိုက်ပါတယ်။ပထမဆုံးကယ်လီနဲ့သမီးဖြစ်သူကိုအခြားတနေရာပို့ပြီးဖုန်းမသုံးဖို့ credit ကမသုံးဖို့တေချာမှာကရွှေ့ပြောင်းထားလိုက်ပါတယ်။အဲဒီနောက်ထောင်ထဲက client ကိုအပြင်ခေါ်ထုတ်ကအပြစ်မဲ့တဲ့သူ့လူ6ယောက်အတွက်နာနာကြီးကြီးထိုးပါတော့တယ်။တစ်ချိန်ကသူဆုံးပြတ်ခဲ့ရတဲ့အမှုမှာအခက်မသိရင်ဒါဘီရော Ains ကိုပါလွတ်သွားနိုင်တာမို့နှိမ့်နိုင်ခဲ့ရတယ်လို့ပြောတော့မင်းနည်းနည်းလေးတော့မကြိုးစားကြည့်ခဲ့ပဲတရားရုံးထဲကခေါင်းမော့ထွက်သွားချိန်မှာသူတို့စီရင်ခဲ့တဲ့မတရားမှုအလုံးကိုခံစားခဲ့ရသူကငါပဲလို့ပြောပါတယ်။ဒီလောက်နဲ့ရက်လိုက်ဖို့တတိပေးနေသူ Nick ရဲ့စကားကိုလည်းအခုမှသွေးပူလာနေသေးမှုရောက်လာတော့မဲ့စစ်ပွဲကြီးမှာအားလုံးကိုဖြူချပြအောင်မယ်လို့စိန်ခေါ်လိုက်ပါတယ်။အကြောင်းမဲ့တိတ်ဆုံးသွားခဲ့ရတဲ့ဆာရာအတွက်ဂျိုးနတ်စာသူ့ကိုယ်သူအပြစ်တင်နေပါတယ်။မြို့တော်ဝင်ရန်မိန်နဲ့စုံတောက်တွေဝန်းရံပြီးနီကိုလတ်တို့ထွက်ခွာလာချိန်မှာတုတ်တန်အတွင်းကကားတွေကိုချိန်ရွယ်ထိန်းချုပ်လိုက်တဲ့ဆက်တမျိုးကြောင့်ဆက်ချွေရင်းကုန်ပါတယ်။မတင်ကားစရာကိစ္စကြောင့်ဂျိုးနတ်ကိုလုံခြုံတဲ့နေရာခေါ်သွားဖို့မှာလိုက်စဉ်ထိုကားကိုချိန်ရွယ်နေပြီဖြစ်တဲ့ UGB အမျိုးသားလက်နက်ဟာဂျိုးနတ်ပါတဲ့ကားကိုကြည်မွနေအောင်ပစ်ခတ်ပါတော့တယ်။မျက်စိတမိတ်တွင်းမှာသူ့အထက်ရာရှိ KI ရှင်းနေချုပ်ဂျိုးနတ်ကိုတစားစီဖြစ်အောင်လှုပ်ပြတော့ပြန်
မီဖြစ်တဲ့အတွက်ထိတ်လန့်လာပါတယ်။ဖောင်ထဲကအယူတယောက်ကိုမဖြေရှင်းနိုင်တဲ့နစ်ကအလုတ်ပြုတ်လိုက်တဲ့မီဆိုတဲ့မြို့တော်ဝင်ရှေ့မှာသူအလုတ်ထွက်မယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့ထိုနီလန်ကအကောင်းဆုံးအဖြစ်မဟုတ်ဘူးဆိုတဲ့မြို့တော်ဝင်ကတော့လီဂိုလက်စ်ကိုယာယီခရိုင်ရှင်းနေရလို့ခက်အပ်ပေးလိုက်ပါတယ်။ခလိုက်ကြောင့်ထိတ်တလန့်ဖြစ်နေတဲ့တမျိုးလုံးကိုပိတ်ချပြီးရှင်းသမျှလုံခြုံရေးဝန်ထမ်းအားလုံး12နာရီဒီဇိုင်းနဲ့လူတို့စိတ်လုံခြုံမှုရသည့်အထိပြင်ဆင်ရန်အမိန့်ပေးလိုက်ပါတယ်။အခုမှခလိုက်ရဲ့မိန်းမနဲ့ကလေးအခံရမှုကိုလှန်လောရှာဖွေနေသူနစ်ကသူသဘောပေါက်သွားပြီလို့ရေရွတ်လိုက်ပါတယ်။ဂျိုနက်စ်ကိုတော်တဲ့စက်ရုပ်ဟာဘုံပြိုစက်ရုပ်ကိုခင်းမီလက်နက်တွေတက်ဆင်ထားတဲ့စစ်တပ်သုံးပစ္စည်းဖြစ်ပြီးခလိုက်ရဲ့နောက်ဆုံးပြစ်မှတ်ကနီကိုလတ်ဖြစ်နိုင်ကြောင်းစုံနောက်ဒန်နီကန်ကသတိပေးပါတယ်။ဒီအချိန်ဆာရာရဲ့ရီသားချက်စတာဟာခလိုက်ဝယ်ယူထားတဲ့ကုန်ပစ္စည်းမှတ်တမ်းအချို့ကိုပေးပို့လာပါတယ်။ဒါကြောင့်10နှစ်တွင်ခလိုက်ရဲ့စက်ရုပ်ကရောင်းချထားတဲ့ကုန်ပစ္စည်းတွေရဲ့ဘာတွေဝယ်ယူထားတဲ့ဆိုတာရဲ့ကိုစည်ရင်းပြုစုလိုက်တဲ့အခါထောင်ရက်ဘေးကကွက်လက်တစ်ခုကိုသတိထားမိလိုက်ပါတယ်။ဒါကြောင့်ဒန်နီကန်ကိုခေါ်ပါဘယ်သူမှသတိမထားမိတဲ့နေရာကခလိုက်ရဲ့ကိုရောင်လို့ပြောရင်အရက်သားအခွင့်အရေးတွေကိုပဲလို့ရေရုပ်ကဖောက်ဝင်လိုက်ပါတယ်။နေရာစုံလိုက်ရှာကြည့်တော့အပြင်မှာရပ်ထားတဲ့ကားနဲ့ပုံစံတူကားကိုလှန်ကြည့်လိုက်တဲ့အခါမြေအောက်လန်ကောက်တစ်ခုကိုမြင်လိုက်ရပါတယ်။ဒီနေရာတစ်ခုလုံးကထောင်ရဲ့နေရာတိုင်းကိုဆက်သွယ်ထားတာဖြစ်ပြီးဖောက်ခွဲရေးပစ္စည်းတွေကျုပ်ပြတ်လို့ရမယ့်ရဲဝဲစုံတွေကအစစနစ်တကျရှိနေပါတယ်။ဒီတက်ပိုဆိုးတာကမြေအောက်ခန်းနဲ့ချိတ်ဆက်တူးပေါ်ထားတဲ့တိုက်ပိတ်ခံမှုတခါတည်းဝင်ဖမ်းမှုပြင်လိုက်ပေမဲ့ခလိုက်ကရှိမနေပဲလုံခြုံရေးများစွာစောင့်ကြပ်နေတဲ့ထောင်ထဲကိုတန့်ချီဝန်ထမ်းဖြစ်ရောက်နေပြီးဒီကမြို့တော်ဝင်လာမယ့်အကြောင်းကိုပါသိသွားပါတယ်။ထောင်ရဲ့ CCTV အားလုံးကိုဖောက်ဝင်ထားတဲ့ခလိုက်ဟာမြို့တော်ခမ်းမရဲ့တန့်ရှင်းရေးဝန်ထမ်းကနဲ့အတူမြို့တော်ဝင်ကိုလှုပ်ကြံဖို့ထွက်သွားနေပြီဖြစ်ပြီးစနစ်တကျဖွင့်ယူလာတဲ့ပစ္စည်းတွေကိုတက်ဆင်နေပါပြီ။နောက်ကလိုက်လာတဲ့နီကိုလက်စ်တို့ဟာသူတို့ရိပ်မိသွားတဲ့အကြောင်းတတ်နိုင်သမျှခလိုက်တတိမထားမိစေရန်ဘုံပြုတ်တဲ့အဖွဲကိုအေးအေးဆေးဆေးဝင်သွားဖို့မှာပါတယ်။အဲဒီနောက်မြို့တော်ခမ်းမအတွင်းဝင်ကစစ်စစ်ကြီးတော့6လကအစည်းအဝေးခမ်းမကိုလှုပ်ကြံရန်9လမှာခလိုက်ရှိနေကြောင်းသိသွားကြပါတယ်။နှစ်ပတ်ညက်ပြီးအရှင်ဖမ်းမှုကြိုးစားခဲ့ပေမဲ့ခလိုက်ကရှိမနေတော့ပဲစပွဲအောင်မှာလက်စွဲရိတ်တလုံးထားပြီးပြန်ထွက်သွားပြီဖြစ်ပါတယ်။မြို့တော်ဝင်တို့တက်ရောက်လာပြီဖြစ်တဲ့အစည်းအဝေးခန်းကိုပြင်းထန်တဲ့မီးလောင်မုံနဲ့အောက်တက်တက်ကနေဖောက်ခွဲဖို့ဖုန်းတစ်လုံးနဲ့ချိတ်ဆက်ထားပါတယ်။ခေါ်ပြီးစက္ကန့်30အတွင်းပောက်ခွဲစေမဲ့ဘုံအတွက်မြို့တော်ဝင်ကိုအသိပေးလိုက်ရင်လည်းစောက်ကြည့်နေတဲ့ခလိုက်ကချက်ချင်းဖောက်ခွဲနိုင်တာမို့ခေါင်းစားနေကြပါတယ်။ကိုတောင်ကိုပြန်ရောက်လာတဲ့ခလိုက်ဟာထောင်သားဝက်စုံကိုလဲလိုက်ပြီးသူ့ကြောင့်စီးဝေးလုံးနေသူမြို့တော်ဝင်ကိုစောက်ကြည့်ကဖိုးကိုယူပြီးအခန်းထဲပြန်သွားပါတယ်။ဖိုးကြောင့်ခိုးဝက်ပြန်ဝင်လာတဲ့ခလိုက်ကိုအခန်းထဲကြိုရောက်နေတဲ့နီကိုလက်စ်တာနှုတ်ဆက်လိုက်ပြီးလူတယောက်ထောင်ကိုလိုင်ကောင်းပေါက်ထားတာမမြင်ဘူးလို့ပြောပြလိုက်ပါတယ်။ခလိုက်ရဲ့ကစားပွဲကိုအားလုံးသိသွားပြီဖြစ်တဲ့နစ်ကကိုစိုက်ပြိုသမျှကိုကိုပြန်ရိတ်သိမ်းရသမျှမို့မှန်တဲ့ထင်တာတွေကိုရက်လိုက်ဖို့နဲ့လူပြီးအသက်ပြန်မွေးဖွားနေတဲ့နာကျင်မှုကိုစွန့်လွတ်လိုက်ဖို့အကြံပေးပါတယ်။ပြီးတော့ဘယ်တော့မှလူသမားနဲ့အပေးယူမလုပ်တော့ဖို့ကိုလည်းခလိုက်ကတင်ပြပေးခဲ့ပြီးပြီဖြစ်လို့ဖုန်းခေါ်ဖို့ပြနေသူခလိုက်ကိုနောက်ဆုံးအချိန်ထိနောင်နာနဲ့နေတော့ရလိမ့်မယ်လို့တတိပေးလိုက်ပါတယ်။ဒေါသရဲ့လက်စားချေလို့စိတ်ရတာပြင်းပြနေသူခလိုက်ဟာချင်းချင်းနံသွားမရှိတော့ပြီမို့ဖုန်းနံပါတ်တွေကိုအစီရင်နှိပ်ပြီးခေါ်လိုက်တာကြောင့်မီကိုလက်စ်ကစိတ်မကောင်းမှဘူးလို့ပြောရင်အခန်းထဲကထွက်သွားပါတယ်။အပြင်ရောက်တဲ့အခါမှာသူပြောခဲ့သလိုနောင်နာစိတ်နဲ့နေရတော့မယ်ဆိုတဲ့ခလိုက်အတွက်အချိန်25စက္ကန့်သာကျန်တော့တယ်လို့သတိပေးရင်လှိုင်ကောင်းရဲ့အခန်းတကားရဲ့ကိုအလုံပိတ်လိုက်ပြီးအမြန်ရှောင်ထွက်သွားပါတယ်။ဒီတော့မှသူ့ကတင်အောက်ကဖုန်းမိတန်နဲ့အတူမြို့တော်ခမ်းမမှာသူထားခဲ့တဲ့လက်စွဲအိတ်ကိုလက်ထိတ်နဲ့ကပ်ပြီးပြန်လဲအကွက်ဆင်ထားမှတီးလိုက်ရပါတယ်။အနိုင်ရတာလားရှုံးလိုက်တော့တာလားမသိပေမဲ့သဘောကျတော့တစ်ချက်ပြုံးလိုက်ပြီးသူ့သမီးရဲ့လက်ပတ်လေးကိုကန်ကြည့်ကနောက်ဆုံးအချိန်ကိုမလုံးမရှက်ဖြတ်တန်းလိုက်ပါတော့တယ်။နေခါပောက်ကွဲသွားတဲ့ခလိုက်ရဲ့အခန်းကိုတစ်ချက်မှလှည့်မကြည့်ခဲ့ပဲနောက်ပိုင်းသူ့အတွေးထဲမှာသူပြောခဲ့ဘူးသလိုအကျူးတွေလက်ကနေမိသားစုကိုကာကွယ်နိုင်မှုအတွက်ခလိုက်ရှက်တန်ရဲ့နာကျင်မှုတွေထံကနေများစွာတင်ယူခဲ့ပြီးဖြစ်ပါတယ်။အစိုးရလိုက်ပါကြည့်ရှုဝေကြတဲ့ပရိသတ်တယောက်ချင်းစီကိုထူပင်ကျေးဇူးတင်ရှိပါရခင်ဗျာ။နောက်ထပ်လည်းဒီမျိုးဇလန်ကောင်းတွေနားဆင်ဖို့အတွက်ကျွန်တော်တို့ရဲ့ channel ကို subscribe ပြီးနှိပ်ပေးကြပါဦးခင်ဗျာ။